ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ Microsoft 365 account ကို sign in ဝင်တဲ့အခါမှာဒီလိုမျိုး action require ဆိုပြီးတော့ပေါ်လာတယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်သူကဒီမှာ Microsoft Authenticator ဆိုတဲ့ app နဲ့ချိတ်ခိုင်းတာပဲဖြစ်ပါတယ်ဆိုတော့ဒီ Microsoft Authenticator app နဲ့ဘယ်လိုချိတ်ရမလဲဆိုတာပြောပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးဒီကိုယ့်ရဲ့ဖုန်းမှာဒီ Microsoft Authenticator ဆိုတဲ့ app ကိုအရင်ဆုံး install ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီဖုန်းမှာဒီ Play Store ဒါမှမဟုတ် App Store ကနေပြီးတော့မှဒီ Microsoft Authenticator ဆိုပြီးတော့ရိုက်ရှာလိုက်ပါဆိုတော့ဒီမှာမြင်ရတဲ့ဒီ Microsoft Authenticator ဆိုတဲ့ဟာကိုကျွန်တော်တို့ install ပေးရမှာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်ဖုန်းမှာတော့ install ပြီးသားဖြစ်တဲ့ဒီမှာ open ဆိုပြီးတော့ပေါ်နေဖြစ်ပါတယ်ဆိုတော့ဒီမှာ open ကိုတစ်ချက်နှိပ်လိုက်မယ်ဒီမှာတခြား account တွေကိုကျွန်တော်ကဒီချိတ်ထားတာရှိတဲ့အတွက်ဒီလိုအများကြီးပေါ်နေရပဲဖြစ်ပါတယ်တကယ်ကိုကအသစ်ဆိုတော့ဒီမှာဘာမှပေါ်မှာမဟုတ်ပါဘူးဒီလိုမျိုးဖုန်းမှာ software ကို install ပြီးသွားပြီဆိုတော့ကျွန်တော်ဒီ laptop စီကိုပြန်သွားပါမယ် laptop မှာဒီ next ကိုနှိပ်မယ်ပြီးတော့ဒီမှာ next ကိုပဲဆက်ပြောနှိပ်ပါမယ်ခဏစောင့်ပြီးတဲ့အချိန်မှာတော့ဒီလို QR code လေးပေါ်လာမှာဖြစ်ပါတယ်ဒါဆိုတော့ကိုယ့်ရဲ့ဖုန်းစီကိုပြန်သွားပြီးတော့ဒီအပေါင်းလက္ခဏာကနေပြီးတော့ဒီ work or school account ဆိုတာလေးကိုယူပြီးပါပြီးတော့မှ scan a QR code ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးပြီဆိုတော့ဒီကိုယ့်ရဲ့ laptop က QR code ကိုကိုယ့်ရဲ့ဖုန်းနဲ့ scan ဖတ်လိုက်ပါမယ်ပြီးပြီဆိုတော့ခဏလေးစောင့်လိုက်မယ်ဆိုရင်ဖုန်းမှာသူ့အတူအလုပ်လုပ်သွားပြီးတော့ဖုန်းမှာသူ့အတူ auto ပိတ်သွားမှာပဲဖြစ်ပါတယ်ပြီးပြီဆိုတော့ဒီကိုယ့်ရဲ့ laptop မှာဒီ next ကိုနှိပ်ပြလိုက်မယ်ဒီမှာ laptop မှာဆိုရင်ဒီ66ဆိုပြီးခဏလေးပေါ်လာတယ်အဲ့ဒါကိုကိုယ့်ရဲ့ဖုန်းမှာသွားပြီးတော့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဆိုတော့ဖုန်းမှာကျွန်တော်66လို့ရိုက်မယ်ပြီးတော့ဒီမှာဖုန်းမှာပဲဒီမှာ yes ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်ဒါဆိုတော့ဒီ laptop မှာသူ့အတူ approve ဖြစ်သွားတာတွေ့ရမှာဖြစ်ပါတယ်approve ဖြစ်သွားပြီဆိုတော့ကျွန်တော် next ကိုနှိပ်မယ်ပြီးတော့ done ကိုနှိပ်လိုက်ပါမယ်ဒါဆိုတော့ဒီ Microsoft Authenticator app နဲ့ကျွန်တော်တို့ချိတ်တာပြီးသွားပြီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်